တနေ့မနဲ့နိုးလာတာနဲ့ချက်လိုက်ပြုတ်လိုက်နဲ့အလုပ်တွေလုပ်နေပြီးတော့ကိုယ့်ဟာကိုယ်ကြတော့9မိနစ်တောင်အချိန်မပေးနိုင်တဲ့ခွာညို့လူတွေရှိလားဒီကြားထဲ skin care လည်းတေချာမလုပ်ဖြစ်တော့မျက်နှာကိုမန်နဲ့ကြည့်တဲ့အခါတိုင်းမှာမဲညစ်မွဲချောက်ပြီးတော့စိတ်တိုင်းကိုကြာမနေဘူးအပွားနေပြီးတော့ make up တွေဘလောက်ပဲတင်လိမ့်အဆင်ပြေမယ်တော့ကိုကတော့ထင်တာပေါ့နော်တကယ်တမ်းကျတော့ make up ကမျက်နှာနဲ့တသားတည်းကြမနေပဲ make up ကတခြားမျက်နှာကတခြားဝေးတော့တောင်အဆင်မပြေဖြစ်ရသေးတယ်တကယ်တမ်းခွန်ကျတို့လိုအပ်နေတာကအပေါ်ကဖုံးထားရုံမဟုတ်ပဲနဲ့ကိုယ့်သားရည်ကိုပြန်ပြီးတော့တေချာယူဆိုင်ပေးဖို့ပါ skin care အတွက်အချိန်အများကြီးမပေးနိုင်တဲ့ခွန်ကျတို့ကတော့ဒီ delete တလဲသီးကြယ်ကကျတော့ must have ပါပဲ number 1 moisturizer လို့ပြောကြသလိုပဲသူကအသားရည်ကိုအဆိုးတက်ဖြစ်ပေးပြီးတော့တင်းကြည်လေးဖြစ်လာစေပါတယ်သူ့ထဲမှာ ingredients အနေနဲ့ကတလဲသီးရဲ့အစီအနှစ် grapeseed oil နဲ့ oat kernel extract တို့ပါဝင်တဲ့အတွက်ကြောင့်အသားရည်မဲညက်မွဲချောက်နေရာတွေကိုသက်သာစေပြီးတော့ရေဓာတ်ကိုဖိပေးတယ်။အသားရည်တိုင်းအတွက်စိတ်ချရသလို skin barrier ကိုလည်းအားကောင်းလာစေတယ်။သူ့ရဲ့ texture က gel texture လေးဖြစ်တဲ့အတွက်ကြောင့်လိမ့်လိုက်တဲ့အခါမှာလည်းပေါ့ပါလေးနဲ့အေးအေးလေးကိုခံစားရစေပါတယ်။ gel တိုက်ဆိုပေမဲ့မျက်နှာမှာလိမ့်လိုက်တဲ့အခါမှာလုံးဝခြောက်ကပ်သွားတာမျိုးမဟုတ်ပဲနဲ့ဒီအဆိုဓာတ်ကိုလည်းအပြည့်အဝထိမ့်မိတာတွေ့ရတဲ့အတွက်ခွန်ကျတို့အသားရည်တိုင်းအတွက်အဆင်ပြေပါတယ်လိမ့်မိရဲ့အခါမှာစစ်စစ်နဲ့ကက်ကိုက်နဲ့ဒီလိုမျိုးဖြစ်မနေပဲနဲ့လုံးဝကိုတင်းကြည်လေးဖြစ်နေစေတယ်။ခွန်ကျတော့ makeup လိမ့်တဲ့အခါဆိုရင်သူ့ moisturizer အောက်ခံနေနဲ့အမြဲလိမ့်တယ်။ဒီလိုဆိုရင် makeup သားလေးကကြတော့တင်းကြည်နဲ့ပိုပြီးစုပ်ပြောင်းတာတွေ့ရတယ်။ skin care လုပ်တယ်ဆိုတာကခွန်ကျတို့ဒီ skin တစ်ခုတည်းမျက်နှာတစ်ခုတည်းလနေုံမဟုတ်ပဲနဲ့ဒီတစ်နေ့တာလုံးမှာကိုယ့်ဟာကိုယ်အကောင်းဆုံးစူးစမ်းပြီးလို့သတ်မှတ်လို့ရတဲ့အချိန်လေးလည်းဖြစ်ပါတယ်။ BCB ဖြစ်တဲ့နေ့တွေမှာလည်းပဲကိုယ့်အတွက်အချိန်9မိနစ်လေးချန်ထားပေးဖို့မမေ့ပါနဲ့နော်ခွာညွတ်တော့အချိန်လေး9မိနစ်ကိုနံပါတ်1 moisturizer delete တလဲသီးကျယ်နဲ့စတင်ဖြစ်ပါတယ်